ထိတ်ဆက်ပြီးတော့အာမခံ awareness ကိုဒါတိုးတက်အောင်လို့အရှိန်ဟုန်တိုးမြင့်ပြီးတော့ဆောင်ရွက်နေပါတယ်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တို့ဒါရန်ကုန်ရုံးချုပ်အပါအဝင်မြန်မာပြည်တန်တလျားမှာရှိနေတဲ့ရုံးခွဲတွေအားလုံးမှာဆိုလို့ရှိရင်လည်း brand visibility ဘိုင်းအောင်လည်းကျွန်တော်တို့ဒါအရှိန်ဟုန်နဲ့တိုးမြင့်ဆောင်ရွက်လျက်ရှိပါတယ်ကျွန်တော်တို့ဒီနှစ်ဦးပိုင်းလုံးကawareness campaign လေးတစ်ခုလုပ်ထားတာရှိတယ်အဲ့ဒီ awareness campaign ကနေပြီးတော့မြန်မာပြည်ရဲ့လိုအပ်နေတဲ့နေရာလေးတွေမှာကျွန်တော်တို့ဒါလှူဒန်းနိုင်ခဲ့တယ်နောက်ကာလတွေမှာဆိုလို့ရှိရင်လည်း Manulife မိသားစုဝင်တွေရောဒါအားလုံးပေါ့နော်မြန်မာနိုင်ငံသားတွေနဲ့အတူပူးပေါင်းပြီးတော့ program လေးတွေဆောင်ရွက်ဖို့အတွက်ကိုဒါပြင်ဆင်နေတာလေးတွေလည်းရှိပါတယ်internet program တွေအနေနဲ့ဒါ support လုပ်ပေးနေတာရှိတယ်။ဥပမာအပြည့်ဆိုလို့ရှိရင် training လုပ်ပေးတာမျိုးတွေ internet coaching လုပ်ပေးတာတွေရှိတယ်။ပြီးတော့နောက်တစ်ခုကကြတော့ဒီ regional ရုံးဖြစ်တဲ့ဒါကိုတို့ Asia ရုံးချုပ် Toronto မှာရှိနေတဲ့ဒီကိုတို့ရဲ့ကမ္ဘာရုံးချုပ်ကနေပြီးတော့တက်ဆိုင်ရာ function လိုက်ပေါ့